ဟုတ်ကဲ့အခုပေါ့နော်ဒါအာရဗီကျောင်းဒါအစ္စလာမ်ကလေးကအခုလောလောဆိုလို့ရှိရင်ဒီမှာဟိုပေါ့၄ယောက်ပေါ့နော်၄ယောက်အာရဗီကျောင်းချစ်စရာလေးတွေကြာတိုင်းလေးအာရဗီကျောင်းပို့တာဖြစ်ပါတယ်အသုံးမရတော့ဒီမှာလာကြိုတယ်ပေါ့နော်ကျွန်တော်ပြမှာသုံးမိတ်မသုံးမိတ်လာစောင့်နေပါတယ်ဒါတဲကုန်းပလီပေါ့နော်တဲကုန်းပလီကိုပို့တာပါပေါ့နော်ဒါအာရဗီကျောင်းပို့တာပါအာရဗီကျောင်းဒီနေ့နဲ့ဆိုရင်တော့4-5-10ရက်လောက်တော့ရှိပြီအာရဗီကျောင်းတွေပြန်ဖွင့်တော့တကြံရက်ပိုင်းမှာသူပိတ်လိုက်တာပေါ့နော်တကြံရက်ပိုင်းမှာပိတ်လိုက်တာဒါကတော့ယောက်ျားလေးဟိုကယောက်ျားလေးသူတို့နှစ်ယောက်ကမင်းကလေးနောက်2ယောက်ကြံသေးတယ်အဲ့ဒီ2ယောက်ကကြတော့သူကအာရဗီကျောင်းပို့ဖို့သူက9နှစ်ပြည့်မှပို့လို့ရမှာအမသူက9နှစ်မပြည့်သေးဘူး2နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်2ယောက်စလုံးကအောက်တိုလာနဲ့ဟိုပါပေါ့ဟမ်ဆာနဲ့အောက်တိုလာနဲ့ဟမ်ဆာနဲ့ယောက်ကငယ်သေးတယ်သူတို့ကကြတော့အာရဗီကျောင်းတက်လို့ရပြီပြေးလိုက်ဖဏဝက်ဖဏဝယ်ပေးရတယ်ဖဏကိုဖျောက်ပလိုက်တယ်သူကဖဏမပါဘူးဆိုသူကအာရဗီကျောင်းမသွားဘူးတဲ့အဲ့လိုသူကပြောတာနဲ့အခုဖဏပေးလိုက်โอเคဟိုမှာကျတော့မုတ်တပည့်စားလို့ရလားဟိုမှာမုတ်ကျွေးလားဒီကနေမုတ်ဖိုးယူသွားသေးလားယူသွားပလီမှာမုတ်ကျွေးတယ်ပေါ့မကျွေးဘူးလားဟာလားကောင်းပြီအဲ့ဒါကနာလေးအေးတယောက်တကူတောက်ပါတော့သုံးမပေါ်တက်တယ်တစ်ချက်လေးတုတ်လေးတတာဒါ4နာရီဆိုရင်လာခေါ်ပြီ4နာရီဆိုလာခေါ်ပြီပေါ့နော်4နာရီဆိုလာခေါ်ပြီလာခေါ်ပြီညနေကြလို့ရှိရင်ပြန်လာပို့တယ်ဒါပေမဲ့ဒီပလီဥက္ကဋ္ဌနဲ့လည်းကျွန်တော်ကဒီ3မိနစ်အကျုပ်ကိုလုပ်ဖို့ကလည်းစကားမပြောရသေးဘူးဒါလက်ရှိအကြမ်းမြင်တော့ပို့နေပြီပေါ့ကလေးတွေလည်းပျော်သွားအောင်ပေါ့နောက်ပိုင်းကြလို့ရှိရင်ကျွန်တော်တို့ကဒီဂေယာအတွက်3မိနစ်ဝယ်ပြီးပြီဆိုရင်ဒီ3မိနစ်နဲ့အကျုပ်ကိုလုပ်ရတော့ဒီအစိုးရအကြောင်းရောဒီအာရဗီအကြောင်းရောပို့ရတော့မှာပေါ့နော်အဲ့ဒါကြောင့်မို့လို့လိုအပ်တဲ့ငွေကြေးမာမာနတွေကိုလူတန်းပေးပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်